အားလုံးမင်္ဂလာပါယခုရောက်ရှိနေတဲ့နေရာကတော့တန်ရန်မြို့သမိုင်းဝင်နန်းစံပူကူပဲဖြစ်ပါတယ်။ကဲကူထဲမှာသွားလေကြည့်အောင်။နန်းစံပူကူရဲ့အဝင်ဝပဲဖြစ်ပါတယ်။ဒီဘက်ကနန်းစံပူကူပဲဖြစ်ပါတယ်။ဒါကူကြီးပေါ့နော်။မိုင်းဖုံးဆယ်လို့ဗျာနှစ်ကြိမ်ဒီကူထဲမှာဒိဋ္ဌံလာဝင်ခဲ့ဖူးပါတယ်။ဒီဘက်ကတော့နန်းစံပူရဲ့ပုံတူဖြစ်ပါတယ်။အလင်းပြန်လို့သိမတွေ့ရဘူးဒီဘက်ကူမှာဘုံဘုံတို့ပြင်ဆင်ထားတဲ့နန်းစံပူကူထဲကိုလာပြီးတော့အတူတကွဝင်ကြည့်အောင်ဗျာမရောက်ဘူးတဲ့ပုဂ္ဂိုလ်များဒါကူပြင်ဖက်ပါဒီဘက်ကလည်းအထက်လမ်းအတက်လမ်းစီဒီဘက်ကိုတက်သွားတဲ့ဖက်ပဲဖြစ်ပါတယ်ကူကတော့တဘာဝဆိုင်ကူပါအထဲမှာဘယ်လိုပြင်ဆင်ထားလဲဆိုတော့မြင်တွေ့ရအောင်အားလုံးဘုံမို့လို့နဲ့လိုက်ခဲ့ပါနန်းစံပူကူတဲ့ကိုသွားလေကြည့်မယ်နော်အားလုံးလိုက်ခဲ့ပါ welcome ဒါအခုမြင်တွေ့ရတာတော့နန်းစံပူရဲ့သမိုင်းပေါ့နော်ဒါဇင်းမယ်ဘုရင်ကြီးကတားတော့အင်းရှိမင်းသားစိုင်းစာဝရီနဲ့သမီးတော့နန်းစံပူရှိခဲ့ပါတယ်နန်းစံပူကအင်တန်ချောမောလှပတဲ့အတွက်ကြောင့်တရားတစ်ပါးသောမင်းကြီးမင်းသားများကလာရောက်ပြီးတော့ကမ်းလှမ်းကြပါတယ်မင်းသမီးကိုပေးမလားစိတ်ခင်းမလားပေါ့နော်ဒါကြောင့်ဘုရင်ကြီးကိုယ်တိုင်ကအကြံအိုက်နေတာပေါ့ဘလို့မှစဉ်းစားလို့မရတဲ့ချိန်ခါမှာသူ့ရဲ့အိမ်ရှင်မင်းသားသားတော်ကိုတိုင်ပင်ပြီးတော့သားတော်ကအကြံတစ်ခုပေးလိုက်ပါတယ်သားတော်ဖြစ်တဲ့စိုင်းစာဝရီကဒါအင်တန်ကြီးတဲ့ကြောက်တုံးကြီးပေါ့ဗျာနော်ကြောက်တုံးကြီးတုံးကိုကောင်းကင်ပေါ်မြှောက်တင်လိုက်တယ်နော်ကြောက်တုံးကြီးတုံးပေါ့အင်နာမကြီးမားတဲ့ကြောက်တုံးကြီးတုံးပေါ့အနန်အလျာအနန်အင်တန်ကြီးကြောက်တုံးကြီးတုံးကိုကောင်းကင်ပေါ်မြှောက်တင်လိုက်တယ်အဲ့ဒီကြောက်တုံးကိုဖမ်းနိုင်တဲ့သူကိုပေါ့မြေကြီးပေါ်မကြအောင်ဖမ်းနိုင်တဲ့သူကိုသူ့ရဲ့ညီမဖြစ်တဲ့နန်းစံပူနဲ့ပေးစားမယ်ဆိုပြီးတော့ကြောက်တုံးကြီးကိုကောင်းကင်ပေါ်မြှောက်တင်လိုက်တာမင်းကြီးမင်းသားတွေအကုန်လုံးကတော့မဖမ်းနိုင်ကြဘူးအဲ့ဒါမှစွမ်းစွမ်းတမန်ရှိတဲ့ဗလာမောင်ပေါ့အိုက်ဆူလိုက်လို့ခေါ်တယ်အဲ့အိုက်ဆူလိုက်ကအဲ့ကြောက်တုံးကြီးကိုသူကမြေကြီးပေါ်မကြဘဲနဲ့သူကဖမ်းယူနိုင်ခဲ့တယ်ဒါကြောင့်အိရှိမင်းသားစိုင်းစာဝရီကသူ့ရဲ့စကားအတိုင်းသူ့ရဲ့ညီမကိုအိုက်ဆူလိုက်နဲ့ဗလာမောင်အိုက်ဆူလိုက်နဲ့ပေးစားမှာဖြစ်တာပေါ့ဒါကြောင့်သူ့ညီမကိုအလှပြင်ခိုင်းဖို့ရေမိုးချိုးပြင်ဆင်ခိုင်းတယ်မင်းသမီးလေးနန်းစံပူကအိုက်ဆူလိုက်ဆိုတဲ့ဗလာမောင်ကရုပ်ဆိုးတော့မင်းသမီးကမကြိုက်ဘူးအဲမင်းသမီးတပါးတည်းပူဆွေးပြီးတော့ဒီရေလာချိုးနေတဲ့ချိန်ပေါ့တပါးတည်းမင်းသမီးရေလာချိုးတဲ့ချိန်ကမှဒါဘလူကြီးတကောင်ကမင်းသမီးကိုဖမ်းသွားလိုက်ပါလေသူ့ရဲ့အစာအဖြစ်ဖမ်းသွားပြီးတော့ဒီနန်းစံပူကူဒီကူထဲမှာလာပြီးတော့မင်းသမီးကိုထားလိုက်တာပေါ့ဗျာထားပြီးတော့ဘလူကြီးကဒီကြောက်ခဲကြီးနဲ့ကူပေါက်ဝါကိုပိတ်ပြလိုက်ပါလေနောက်9ရက်နေမှပဲမင်းသမီးကိုလာစားမယ်ဆိုပြီးတော့ဘလူကြီးကတခြားနေရာကိုထွက်သွားပါတော့တယ်မင်းသမီးတစ်ပါးတည်းကူထဲမှာကြံနေခဲ့တာပေါ့ဗျာအဲ့လိုနဲ့တိုင်းတစ်ပါးကမင်းသားဖြစ်တဲ့စောဆိုင်မင်းကနော်စောဆိုင်မင်းကတိုင်းခံလှည့်လည်ရင်းနဲ့သူကတောထွက်ကစားရင်းနဲ့အနားယူတဲ့ချိန်မှာဒီနေရာမှာကြီးမောင်နှံကစကားပြောနေတာကိုစောဆိုင်မင်းကကြားလိုက်ရတယ်။စောဆိုင်မင်းကအဲ့ကြီးမောင်နှံကဘာပြောလဲဆိုတော့အစာဘယ်မှာသွားရှာစားမှလဲဆိုပြီးတော့ပြောတဲ့ချိန်မှာကြီးဖို့ကြီးမစကားပြောတော့ကြီးဖို့ကမပူတယ်တဲ့နေ့ဖြန်ကြရင်ဒီဘလူးရဲ့စားကျွန်းစားငါတို့သွားစားကြရအောင်ဘလူးကြီးကနန်းစံပူကို
ကူတကူထဲမှာထည့်ထားတာခုနှစ်ပြည့်တော့မယ်နေ့ဖြန်ဆိုရင်တော့အဲ့ဘလူးရဲ့စားကျွန်းစားဖြစ်တဲ့နန်းစမွေအသားကိုသွားစားကြမယ်လေလို့ပြောတဲ့ချိန်ကျတော့ဆက်ဆိုင်မင်းကဒီကြီးမောင်နှံပြောတဲ့စကားကိုကြားရတဲ့ချိန်ကျတော့အဲ့ကူရှိတဲ့နေရာကိုသွားရှာတယ်အဲ့ကူရှိတဲ့နေရာကိုရောက်သွားတော့အဲ့ကူကိုကြောက်တုံးရင်းနဲ့ပိတ်ထားတာကိုတွေ့ရတာပေါ့ဗျာဒါနဲ့မင်းသားဖြစ်တဲ့ဆက်ဆိုင်မင်းကဒီကူထဲကိုဝင်ပြီးတော့မင်းသမီးကိုသွားကယ်မယ်လို့သူကကူထဲကိုရောက်အောင်ဝင်သွားတယ်ကြောက်တုံးကြီးကိုဖယ်ထုတ်ပြီးတော့နော်တဲ့မင်းသားကကြောက်တုံးကြီးကိုဖယ်ထုတ်ပြီးတော့နန်းစမှုကိုမင်းသမီးကိုသွားကယ်မယ်အဲ့လိုနဲ့မင်းသမီးကလည်းကြောက်အားလန့်အားနဲ့ဒီဝင်လာတဲ့သူဟာမင်းသားအစ်စ်မဟုတ်ဘူးဘလူးဖန်ဆင်းတဲ့မင်းသားကြီးဆိုပြီးတော့ဒီမင်းသမီးကမင်းသားကိုမယုံဘူးပေါ့ဗျာအဲ့လိုပြောရင်းနဲ့မင်းသားလည်းငါတို့အမျက်ဆုံးထွက်သွားရအောင်တော့ဘလူးလာတော့မယ်ဆိုပြီးတော့ဘယ်လိုပြောမင်းသမီးကအတင်ဟာဘလူးအသွင်ဖန်ဆင်းထားတဲ့မင်းသားဖြစ်တယ်ရှင့်ကိုမယုံဘူးဆိုပြီးတော့အဲ့လိုအခြေတင်ပြောနေတဲ့ချိန်ခါမှာပြုံးစားကြီးဟောဘလူးကြီးကကူထဲကိုရောက်လာပါလေရောဘလူးကြီးကသူဖမ်းထားတာကလူကတယောက်ထဲနော်အခုကျတော့နှစ်ယောက်ဖြစ်နေပါလားဆိုပြီးတော့နှစ်ယောက်စလုံးကိုငါစားရလိမ့်မယ်ဆိုပြီးတော့ဘလူးကသူတို့နှစ်ယောက်ကိုရံမူပါတယ်အဲ့ချိန်ကမှအစွမ်းအစရှိတဲ့ဆက်ဆံမင်းကဘလူးကြီးကိုဒီသူ့ရဲ့ဓာတ်စကြာနဲ့ဘလူးကြီးကောင်းကိုဖျက်ထုတ်ပြလိုက်ပါတယ်အဲ့ချိန်မှာဘလူးကြီးကလည်းသိတော့တာပေါ့ဗျာဘလူးကြီးသိတော့ဒီစင်ကြမှာနန်းစံဘူးကဒီမင်းသားဘလူးမဟုတ်ဘူးပဲငါ့ကိုလာပြီးတော့ကယ်ဆယ်တဲ့ငါရဲ့ကျေးဇူးရှင်ကြီးပဲဆိုပြီးတော့သူတို့နှစ်ယောက်ကဒါချစ်ကြွမ်းဝင်သွားကြပါတယ်အဲ့လိုနဲ့မင်းသမီးကနေပြည်တော်ကိုပြန်ရမယ်ဆိုပြီးတော့ဆက်ဆိုင်မင်းကမင်းသမီးကိုတွဲပြီးတော့ဒါလမ်းမှာတနေရာနားတာပါရောက်တဲ့နေရာခုနကနန်းစံဘူးရေချိုးစိတ်ရေလာချိုးတဲ့နေရာပေါ့ဘလူးဖမ်းသွားတဲ့နေရာမှာခဏလေးအနားယူတယ်အဲ့လိုအနားယူတဲ့ချိန်ကမှဒီစင်းမယ်ပြည်ကညစ်ရိတ်သမားတယောက်ကဒီမင်းသမီးနဲ့မင်းသားကိုတွေ့တော့ချိန်ကျတော့သူကနန်းတော်ကိုသွားပြီးတော့တင်ပို့လိုက်တယ်နန်းတော်ကိုသွားပြီးတော့တင်ပို့တဲ့ချိန်ခါမှာအကိုဖြစ်တဲ့ဇိုင်းဆာဝလီကနော်သူ့ရဲ့ညီမလေးကဘာမသိညာမသိနဲ့မင်းသားဆက်ဆံမင်းကိုသွားပြီးတော့ချစ်ကြရသလားဆိုပြီးတော့အမျက်ထွက်ပြီးတော့ဆက်ဆံမင်းကိုဖမ်းဆီးချုပ်နှောင်ပြီးတော့ညှဉ်းပန်းနှိပ်စက်ပါတော့တယ်ဒါဆက်ဆံမင်းကမင်းသားဆက်ဆာဝလီကမင်းသားဆက်ဆံမင်းကိုနှိပ်စက်ညှဉ်းပန်းနေတဲ့ပုံပဲဖြစ်ပါလေအဲ့လိုနဲ့နန်းစမှုလည်းကြာရမရဒါအမြဲတမ်းမျက်ရည်နဲ့မျက်ခွက်ဖြစ်နေတာပေါ့ဗျာဒါနဲ့ဆိုင်းဆာဝလီကမကျေနပ်ပဲနဲ့မင်းသားဆက်ဆံမင်းကိုဒီညအပြီးသွားပြီးတော့တပ်ပစ္စည်းဆိုပြီးတော့အမိန့်ပေးလိုက်ပါတယ်ဒီကလက်မညွန့်တပ်သားတွေကလည်းဆက်ဆံမင်းကိုညကြီးမင်းကြီးမြို့တွင်းနေခေါ်ထုတ်ပြီးတော့ဒီဆက်ဆံမင်းကိုသွားပြီးတော့စီရင်ပြစ်မှာပေါ့ဗျာအဲ့လိုနဲ့တကားရောက်တဲ့ချိန်ခါမှာညအချိန်ကျတော့တကားမြို့တကားကြီးကပိတ်ထားတယ်ဒီလက်မညွန့်တွေကတကားဖွင့်ပေးဖို့လာပြောတဲ့ချိန်ခါမှာလည်းဒီတကားမိုးတွေကတစ္ဆာရှိတယ်ညအချိန်ညကြီးမင်းကြီးငါတို့မြို့တကားကိုမဖွင့်နိုင်ဘူးလို့အမိန့်ရှိတယ်တကားကြီးမဖွင့်နိုင်ဘူးဒါအင်းရှိမင်းသားကလွတ်လိုက်တာဒီလူတယောက်ကိုတတ်ပြဖို့နော်ဆက်ဆံမင်းကိုတတ်ပြဖို့ဒါလွတ်လိုက်တာဘယ်သူပဲလွတ်ငါတို့စီမင်းစီကအရာညဆိုတာဒီမြို့တကားမဖွင့်နိုင်ဘူးပေါ့အန်တရရှိတယ်ဆိုပြီးတော့မြို့တကားအရှိတကားလည်းမဖွင့်ဘူးအနောက်တကားကိုသွားတယ်တောင်တကားသွားတယ်မြောက်တကားသွားတယ်ဒီတကားမိုးတွေအားလုံးဂတိစစ်စာရှိတယ်တကားကိုဖွင့်မပေးဘူးဒီလိုနဲ့မိုးလင်းသွားတာပေါ့ဗျာအဲ့လိုအခက်တွေ့ကြုံနေတဲ့ချိန်ခါမှာမင်းသမီးဖြစ်တဲ့နန်းစံပူကကြံရမရဘသူ့ကိုမှလည်းအာကိုမရတော့တဲ့ချိန်ခါမှာမင်းသမီးနန်းစံပူကနတ်ပြန်မာများကိုနှက်တကြားပြန်မာကိုတိုင်နေတာပေါ့ဗျာဒီသူ့ရဲ့ကျေးဇူးရှင်ချစ်သူဆက်ဆံမင်းအားလာပြီးတော့ကိုကြီးစောင့်ရှောက်ပါဆိုပြီးတော့နှက်တကြားကိုတိုင်နေပါတယ်အဲ့ချိန်မှာဗန္ဓုကမလာမြကြောက်ဖြာကြီးတင်းလာတဲ့ချိန်ကျတော့တခြားမင်းက
လူပြည်ကိုကြည့်တဲ့ချိန်ခါမှာကြုံနေတဲ့ချိန်ခါမှာမင်းသမီးဖြစ်တဲ့နန်းစံပူကကြံရမရဘယ်သူ့ကိုမှလည်းအာကိုမရတော့တဲ့ချိန်ခါမှာမင်းသမီးနန်းစံပူကနတ်ပြန်မာများကိုနတ်တရားပြန်မာများကိုတိုင်နေတာပေါ့ဗျာဒီသူ့ရဲ့ကျေးဇူးရှင်ချစ်သူဆက်ဆံမင်းအားလာပြီးတော့ကိုကြီးစောင့်ရှောက်ပါဆိုပြီးတော့နတ်တရားကိုတိုင်တယ်ပါတယ်အဲ့ချိန်မှာဗန္ဓုကမလာညကြောက်ဖြာကြီးတင်းလာတဲ့ချိန်ကျတော့တရားမင်းကလူပြည်ကိုကြည့်တဲ့ချိန်ကမှာမင်းသားလေးဆက်ဆံမင်းကဒုက္ခရောက်နေတာကိုဒါဆင်းပြီးတော့လူပြည်ကိုဆင်းပြီးတော့ဒါလာကယ်တာပေါ့လူပြည်ဆင်းလာပြီးတော့ဒီတရားမင်းကကုန်းတဲ့အတွင်ဖန်ဆင်းပါတယ်ကုန်းတဲ့အတွင်ဖန်ဆင်းပြီးတော့အဲ့ညလည်းနန်းစံပူကနန်းတော်နေခိုးထွက်လာပြီးတော့တရားမင်းနဲ့လာတွေ့တယ်လူရောက်ဆောင်ဖန်ဆင်းလာတဲ့တရားမင်းနဲ့လာတွေ့တယ်နောက်ဆက်ဆံမင်းရှိတဲ့နေရာကိုတရားမင်းကညွှန်ပြတယ်မိုးဝေလီဝေလင်းဖြစ်တဲ့ချိန်ခါမှာမြုပ်တကားလည်းဖွင့်နေချိန်ကျတော့ဒီလက်မညွန့်တွေကဆက်ဆံမင်းကိုတတ်ဖို့မြုပ်ပြင်ကိုခေါ်ထွက်သွားပါတယ်မိုးဝေလီဝေလင်းဖြစ်တဲ့ချိန်ခါမှာဒီလက်မညွန့်တတ်သားတွေကလည်းတညလုံးမအိပ်ရတဲ့အတွက်ကြောင့်ခဏကြာမှဆက်ဆံမင်းကိုတတ်မယ်ဆိုပြီးတော့သူတို့ခဏလေးအနားယူတဲ့ချိန်မှာအားလုံးအိပ်ပျော်သွားကြတယ်အဲလိုအိပ်ပျော်သွားတဲ့ချိန်ခါမှာနန်းစမှုလည်းတရားမင်းညွန်ပြတဲ့အတိုင်းဆက်ဆံမင်းရှိတဲ့နေရာကိုရောက်ရှိလာပြီးတော့မင်းသားလေးဆက်ဆံမင်းကိုကျင်နာပြုစုယူရခဲ့ပါတယ်အဲ့ချိန်မှာဆက်ဆံမင်းနဲ့ပြင်ပန်းပန်းနဲ့အိပ်ပျော်သွားပါတယ်အဲအိပ်ပျော်သွားတဲ့ချိန်ခါမှာဒီတရားမင်းကလေနော်တရားမင်းကဆက်ဆံမင်းကိုယူပြီးတော့နော်ဒီနေရာမှာဒီဘက်ခမ်းမှာရတော့တရားမင်းကဆက်ဆံမင်းသားလေးဆက်ဆံမင်းကိုယူပြီးတော့သူတို့တိုင်းပြည်ကိုပြန်ပို့လိုက်တယ်ခမဲတော်ကြီးရဲ့တိုင်းပြည်ကိုပြန်ပို့တော့ဥယျာဉ်ထဲမှာတနေရာမှာတိတ်ထားလိုက်တယ်မနဲ့မိုးလင်းစင်စင်လင်းတဲ့ချိန်ခါကျတော့ဒီဆက်ဆံမင်းကနှိုးလာတယ်နှိုးလာတဲ့ချိန်ခါမှာကျတော့ငါရဲ့တိုင်းပြည်ကိုပြန်ရောက်နေပါလားဆိုပြီးတော့သူကသူ့တိုင်းပြည်ကိုပြန်ရောက်တဲ့အကြောင်းသူသိတဲ့ချိန်ခါမှာသူကနန်းတော်ကိုပြန်သွားတယ်နန်းတော်ကိုပြန်သွားတဲ့ချိန်ကျတော့သူ့ရဲ့ခမင်းတော်မေတော်ကိုအကျိုးကြောင်းစုံသွားပြီးတော့တန်တော်ဥတင်တာပေါ့ပြောပြတော့ဗောဗျာအဲ့လိုနဲ့ရှင်မြင်းကြီးကသူ့ရဲ့သားတော်ဇင်းမေကတာနှိပ်စက်တယ်ဆိုပြီးတော့ဘုရင်ကြီးကအမျက်တော်ရှာတယ်အဲ့လိုအမျက်တော်ရှာတဲ့အချိန်ကျတော့ဘုရင်ကြီးကဒါမကျေနပ်လုံးဝမကျေနပ်တဲ့အတွက်ကြောင့်ဒါဇင်းမေကိုစစ်ချီကြရအောင်ဆိုပြီးတော့တိုင်းသူပြည်သားစစ်တေအင်အားကိုစုဆောင်းနော်ညီတော်နောင်တော်ရဲ့အင်အားကိုခေါ်ယူပြီးတော့သူတို့ဇင်းမေကိုစစ်ချီပြီးတော့စစ်တော်တိုက်ပါတယ်စစ်တော်တိုက်တဲ့ဇင်းမေကလည်းပြန်လဲခုခံတယ်ဗောဗျာပြန်လဲခုခံတော့စစ်ပွဲတွေကြီးကြီးဖြစ်တယ်ဒီဘက်မှာကျတော့စစ်ပွဲဖြစ်တဲ့ချိန်ခါမှာဇင်းမေဘက်ကစစ်သားတွေအတုံးယုံကြဆုံးကြပါတယ်ဒါပေမဲ့ဒီဇင်းမေကဝိရောဟအမတ်ပေါ့နော်ဒီအမတ်ကြီးကဝိရောဟအမတ်ကြီးဝိရောဟအမတ်ကသူ့မှာအစွမ်းထက်တဲ့ဂါထာမန္တရားတွေရှိတည်ရတဲ့စစ်သားတွေကိုဂါထာမန္တရားနဲ့ပြန်မှန်းမှုတ်တဲ့ချိန်ကမှာအဲ့စစ်သားတွေအသက်ရှင်ပြီးတော့ထပြီးတော့ချက်ချင်းစစ်ပြန်တိုက်တယ်အဲ့လိုနဲ့မင်းသားဆက်ဆိုင်မင်းတို့အဖွဲ့ကဒါစစ်ရေးမှာအရေးနှိမ့်တာပေါ့နော်ဇင်းမဲ့ဘက်ကအရေးတာနေတယ်အဲ့ချိန်ကမှဆက်ဆိုင်မင်းတို့ကငါတို့ဘယ်လိုလုပ်မလဲပေါ့သူတို့ကဒီအစွမ်းထက်တဲ့ဝိရောဟအမတ်ကြီးကတည်ရတဲ့စစ်သားတွေကိုအသက်ပြန်သွင်းနေတဲ့ဂါထာရှိတယ်ငါတို့ပြန်ထတိုက်တော့ငါတို့ကရှုံးနေပြီဘယ်လိုလုပ်ရမလဲဆိုပြီးတော့ဆက်ဆိုင်မင်းတို့အဖွဲ့ကဒီမှာလာပြီးတော့တိုင်ပင်ကြတယ်ငါတို့ဒါဒီအမတ်ကြီးကိုအရင်ဆုံးဝိရောဟအမတ်ကြီးကိုအရင်ဆုံးတပ်ဖြတ်ပြစ်နိုင်မှာငါတို့ဒီစစ်ပွဲကိုနိုင်မယ်သူ့ကိုနိုင်အောင်ငါတို့ဘယ်လိုလုပ်ရမလဲဆိုပြီးတော့ဒီမှာဆက်ဆိုင်မင်းတို့အဖွဲ့ကတစ်တာကြီးနှလုံးကိုပြုတ်လုပ်ပါတယ်တစ်တာနှလုံးကတစ်တာတစ်လုံးကရွှေငွေကြောက်တံပဒမြတွေထည့်ထားတယ်နောက်ဒုတိယတစ်တာကျတော့
ဒီဓာတ်စကြာကြီးထည့်ထားတာပေါ့နော်အဲ့တစ်တန်လုံးကိုသူကစစ်ရှုံးတဲ့အနေနဲ့ငါတို့ကမနိုင်တော့ပါဘူးဒါလက်ဆောင်ပဏ္ဏတွေကမ်းပါတယ်ဆိုပြီးတစ်တန်လုံးကိုစင်းမဲ့မြို့ထဲကိုပို့ခိုင်းလိုက်ပါတယ်ဟောအဲ့လိုမြို့ထဲကိုပို့တဲ့ချိန်ခါမှာဒီဘက်ကအိမ်ရှိမင်းသားစိုက်ဆဝရီနဲ့ဗလမောင်အိုက်ဆူလိုက်တို့ဒီစင်းမဲ့စစ်သားတွေကဟာဟိုဘက်နိုင်ငံငါတို့ကိုရှုံးပြီးလက်ဆောင်ပဏ္ဏတွေလာဆက်တာပြီးဆိုရင်သူတို့ဝမ်းသာအဲလဲဖြစ်ပြီးတော့တစ်တာကိုဖွင့်ခိုင်းလိုက်ပါတယ်ဝီရောအမတ်ကြီးကိုတစ်တာဖွင့်ခိုင်းတယ်ပထမဆုံးဖွင့်တဲ့တစ်တာကတကယ်ရွှေငွေကြောက်တံပဒမြားတွေအပြည့်ပါတဲ့တစ်တာကြီးဖြစ်တော့ဝမ်းသာအားရဖြစ်တယ်ပေါ့ဒီဝမ်းသာနေတဲ့ပုံလေးပေါ့ဗျာဝမ်းသာအားရဖြစ်တယ်နောက်ဒုတိယတစ်တာကိုဖွင့်ခိုင်းတဲ့ချိန်ကျတော့ဝီရောအမတ်ကဒီဒုတိယတစ်တာကျတော့သင်္ကာမကင်းဖြစ်တယ်မဖွင့်ပါရစေနဲ့လို့အမတ်ကြီးပြောတော့ညာလေလောဘဇောတက်နေတဲ့စိုက်ဆဝရီအင်ရှင်မင်းသားစိုက်ဆဝရီနဲ့ဗလမောင်တို့ကဖွင့်သမှာကြောက်မနေပါနဲ့ဆိုပြီးတော့အမတ်ကြီးကိုအမိန်နဲ့အတင်းအဓမ္မဖွင့်ခိုင်းပါတယ်အဲ့လိုဖွင့်လိုက်တဲ့ချိန်ခါမှာပဲဟိုကဓာတ်စကြာကြီးဆင်လာတဲ့တစ်တာကြီးကပွင့်ပါလေရောပွင့်ချင်းပဲတစ်တာတွေကဓာတ်စကြာကဝီရောဟာအမတ်ရဲ့ခေါင်းကိုတခါတဲ့အပီးတိုင်ဖြတ်တက်ပြစ်လိုက်ပါတော့တယ်ဝီရောဟာအမတ်လည်းရှုံးရောကြဆုံးတဲ့ချိန်ကျတော့ဆက်ဆိုင်မိန်တို့အဖွဲ့ကတခါတဲ့မြို့ထဲကိုဝင်စီးပြီးတော့စစ်ချီပါတယ်တတိုင်းတပြည်လုံးလည်းစစ်မီဟုံထတော့ဒီဆက်ဆိုင်မိန်တို့စင်းမယ်မြို့ကြီးကိုတိမ့်ပိုက်နိုင်ခဲ့ပါတယ်အဲ့ချိန်ကမှမင်းသမီးဖြစ်တဲ့နန်းစံပူကလည်းဆက်ဆိုင်မင်းကိုလာပြီးတော့တောင်းပန်ပါတယ်နော်ထီနန်းအလုံးကိုဆက်ဆိုင်မင်းကအနံပါတယ်ဆိုပြီးတော့စစ်ပြေငိမ့်လိုက်ပါတယ်အဲ့ချိန်မှာဆက်ဆိုင်မင်းကနန်းစံပူနဲ့လက်ထပ်ပြီးတော့ဒီစင်းမယ်မြို့ကြီးကိုတစ်သက်လုံးတရားမင်းနဲ့အညီမင်းပြူအုပ်ချုပ်သွားခဲ့ပါတယ်ဇလန်းလေးကတော့ဒါပါပဲဗျာအားလုံးကျမ်းမှချမ်းသာဘေးရန်ကွာလိုရဆန္ဒပြေဝကြပါစေတန်ရန်မြို့ကိုရောက်ရင်လေဒီနန်းစံပူကူထဲကိုလာရောက်ပြီးတော့လေပတ်ကြည့်ရှုနိုင်ပါတယ်အားလုံးမင်္ဂလာပါ